အလုံးသောခொနည်းသားသမီးများစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းဖြင့်ပြေဝကြပါစေဘဝမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ကဲအလှပွဲပြီးပြီဆိုတော့နည်းနည်းတော့မောလို့နားနေရသေးတယ်နော်ဆက်ပြီးတော့နောက်မှအလင်းစင်းသလိုဟောပေးသွားမယ်အဲ့တော့ဘဘကဟောရုံပဲဟောပါတယ်ဘိုက်ပါမှာလာယူပါဘိုက်ပါကပေးမယ်လို့မပြောဘူးနော်မခေါ်ဘူးတယ်လီဂရမ်မှာလာယူပါတယ်လီဂရမ်ကိုဆက်တွေ့ထားပါဟိုင်းထားပါချိတ်ထားပါလည်းမခေါ်ဘူးဘယ်ကမှလည်းမပေးပါဘူးကွယ်ဖုန်းကလည်းမပေးဘူး Messenger ကလည်းမပေးဘူးနော်အဲ့ဒါကိုမှတ်ထားပါဖုန်းကနေပေးမယ် Messenger ကပေးမယ် Viber ကပေးမယ်လို့ပြောလာခဲ့ရင်အဲ့ဒါဘာသီလမဟုတ်ပါဘူးအဲ့တော့ကလိန်ကကြစ်များရဲ့အလေးအညာကိုခံသွားရလိမ့်မယ်နော်သတိထားကြပါသားတွေသမီးတွေဘဘရဲ့ဘလိုဖိုင်မှာဆိုရင်မန်ပါပေါက်ပေးမခေါ်ပါဖုန်းနဲ့လည်းမဟုတ်ဖုန်းနဲ့တိချမပေးပါဗီဒီယိုဟောပေးဗီဒီယိုတော့ဟောတယ်လေဗီဒီယိုဟောပေးသည်ဒါပဲရှိတယ်နော်ဘာနဲ့လက်တွဲရအောင်လို့ကန်ဆက်ရအောင်လို့ဆိုတာဒီလဲဘယ်တော့မှမပြောလာဘူးဘဘကူအဲ့လိုမျိုးစာပို့လာခဲ့ရင်လဲအဲ့ဒီကလေးဟာဘလော့ခံရမှာဖြစ်ပါတယ်အိုးဝေးလာပြီနော်အဲ့တော့ဒီနေ့အတွက်ဟောရမယ်ဆိုရင်1390ပေါက်ပွားမယ်စာစုလေးပြန်ခုံမယ်တမိုင်ပြီးတမိုင်ဂိုက်လေးကိုပြန်ခွေရင်ဖြင့်သင်လျော်နိုင်တယ်လို့ဘဘကဆုံးဖြတ်ထားတယ်ဒါလေးကိုအသုံးချကြပါသင်လဲသင်ထားပေးပြီးသားဖြစ်တယ်နော်အဲ့တော့ခုနှစ်သားသမီးတွေလိုက်ကနန်းလေးတွေစာစုလေးတွေသင်ပေးတဲ့ခါတိုင်းမှာတည်တည်ချာချာတော့မှတ်ထားကြပါမှတ်ထားပြီးတော့အသုံးချပါဘဘကဟောစာတက်လာခြင်းမှလာမယ်နော်အဲ့တော့ဘဘဟောစာတက်မလာရင်ကိုမှသင်ထားပြီးသားကိုပဲလို့ဘဘဟောစာမတက်တာနဲ့ပဲဟိုဘိုင်ဘာကပေးမယ်ဒီ Messenger ကလာယူပါ Telegram ကလာယူပါဆိုတာဘဘဘယ်တော့မှမခေါ်ဘူးနော်အဲ့ဒါတော့နားလည်ထားရှာရှည်ပြီးသွားပြီးတော့ယူပြီးကွက်ကူကလော့ပြီးတော့သွားရင်တော့အဲ့ဒါကကိုအကြောင်းနဲ့ကိုနော်ဘဘသီလသည်ဟိုမှာလက်တွဲရအောင်လို့လည်းမခေါ်ဘူးအဲ့လိုစာရေးလာတဲ့တပည့်သားသမီးဆိုရင်လည်းဒင်းဆိုငါဘလော့ချမှာငါ့ကိုလက်တွဲရအောင်လာမပြောနဲ့ဘာမှလက်တွဲစရာအကြောင်းမရှိဘူးဘဘတို့ကမျှတပြီးတော့ခေါ်ပေးလိုက်တာပဲရှိတယ်သင်ပေးလိုက်တာပဲရှိတယ်နော်ဘဘနဲ့ကန်ဆက်ချင်လို့တဲ့လာသေးတယ်ဘာကန်ဆက်ချင်တာလဲလာမလုံးနဲ့သွားကိုရချင်ရင်ကွမ်းနဲ့ကိုရသလောက်ယူသွားတတ်ချင်သလောက်တတ်သွားနော်ဘာမှကန်ဆက်နေစရာမလိုဘူးအဲ့ဒါကန်ဆက်တာကလင်ကကြစ်စကားတွေပဲနော်အဲ့လိုစကားမျိုးတွေပြောလာခဲ့တယ်ရေးလာခဲ့တယ်ဆိုရင်တော့ဘဘနဲ့အဆက်ပြတ်ပါပြီဘဘကဘလော့မှာပါဖုန်းနံပါတ်ရှိဖုန်းနံပါတ်ဘလော့ပြမှာဘောကန်ဆက်မယ်တို့ဟိုင်တို့လာမလုံးနဲ့မရဘူးမကြိုက်ကိုမကြိုက်တာအဲ့ဒါပဲနော်အဲ့ဒီတော့အခုအသွားလာစာစုလေးတွေကိုသာလင်ကြည့်ပါဗါတဲ့လေပကံညောင်ဦးကနေထွက်လာခဲ့ရင်ဒီအုပ်စုမှာပြန်ပြီးတော့လိုက်နေရွာလေးတွေကဝင်ရွာလေးရကုံအောင်လာတတ်တယ်ဒါကိုသင်ထားပြီးသားနော်ပကံကလာသလားညောင်ဦးကလာသလားညောင်ဦးကလာတဲ့ညောင်ဦးထားလိုက်တာပြန်ကြည့်ညောင်ဦးလေးရွာအောင်အဲဒီလိုရှိတယ်ကိန်းအကြောင်းအရာတစ်ခုကရှေ့ကအရင်ပေါ်ပြီးနောက်ကလိုက်ဖို့အတွက်ကိုသင်ထားပြီးသားမသိရင်ထိုက်ကြည့်နေလို့ပြောထားပြီးသားသင်ထားပြီးသားရှာမရှိနဲ့နော်အဲ့ဒါလေးတွေပါပဲကဲအားလုံးတက်အောင်လို့တော့ပြောပြထားတယ်သင်ပြထားတယ်အဲ့ဒီအကောင့်အတုနဲ့ဘဘရဲ့ပို့အောက်ကပို့မှလိုက်ပြီးတော့မင်းတို့ comment ရေးသမျှတွေလုံးသမျှတွေလူတွေနောက်ကိုလိုက်ပြီးတော့စာတွေပို့နေတဲ့လူလိမ်ရှိတယ်နော်Telegram ကပေးမယ်တို့ Viber နဲ့ပေးမယ်တို့ဘာနဲ့လာလက်တွဲထားပါတို့ဘဘကိုနာမည်ဖြည့်နေတာရှိတယ်အဲ့ဒါတော့သတိထားကြနော်တွေ့တာနဲ့မင်းတို့ကျဲသလိုစီမံပလိုက်ဟေးဒါပဲပြောမယ်နော်အားလုံးအစရအဆင်ပြေကြပါစေ3ခုထွက်ရင်10လိုက်တယ်3ခု10ပြန်တွဲရမယ်ဒါသင်ထားပေးပြီးသားနော်10ထွက်8ခုဝင်နေအောင်မယ်သတိလက်ထားအောင်